အားလုံးပဲမင်္ဂလာပါမျိုးတို့ကျွန်တော်အခုရန်ကုန်ပြန်ရောက်နေတယ်ကျွန်တော်ကြံပေါ့နော်ကြံနေရလုံမှာရှိတယ်အခုဒီနေ့ကျွန်တော်ဘောလုံး agency ကနေတစ်ဆင့်ထိုင်းမှာဘောလုံး training camp တစ်နှစ်ဝင်ပြီးတော့အခုမြန်မာ club နဲ့မြန်မာ second division club နဲ့စာချုပ်မယ်ပေါ့နော် player လေးတယောက်လူငယ် player တယောက်ကိုကျွန်တော်ဒီစိတ်မှာတွားကြည့်လို့ဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီဗီဒီယိုလောက်တာဖြစ်ပါတယ်ခင်ဗျာလိုက်ကြပါဦးနော်ကျွန်တော်အခုလေးစိတ်ကိုတွားနေပါပြီ player နဲ့ကတော့ကျွန်တော်တို့ကဒီလေးစိတ်နာကဟိုပါပေါ့စင်မိုင်ဖီးမှာကျွန်တော်တို့တွေ့မယ် player ကိုကျွန်တော်တို့ကဒီအသင်းပိုင်ရှင်ကိုယ်တိုင်ဒီစိတ်မှာတွားကြည့်ပါမယ်နော်တွားနေပါပြီခင်ဗျာplayer ကတော့ခဏနေသိရမှာပေါ့နော် player ဆိုတော့ဒီ player ကိုကျွန်တော်ကထိုင်းမှာကျွန်တော် scouting event ပေါ့နော် was scouting event နည်းနည်းလေးပွဲစီသွားတဲ့ was scouting event လို့တို့မှတ်မိကြမှာတယ်နော် Chelsea ပါတယ် was scouting event အဲ့တော့ပွဲစီသွားသေးတယ်အဲ့ဒီမှာကျွန်တော်တွေ့တာအဲ့ဒီမှာသူ့ကျွန်တော်တွေ့တာပေါ့နော်အဲ့တော့သူ့တက်က16လောက်ပဲရှိတော့ midfield ကစားတယ် high player တွေထဲမှာပဲသူကဘောလုံးတေချာ control လုပ်ပြီးတော့ရေးပေါ့နော်ရေးကစားတယ်ပြီးတော့ဘောလုံးပေါ်မှာသူဟို like ကစားတယ်ပေါ့နော်အားတဲ့ attitude what ethics ပြောမှာပေါ့နော်သူနောက်ပိုင်းပြောတဲ့နောက်ပိုင်းလူတွေပြောနေ what ethics သိကောဘောလုံးပေါ်မှာလေအားကြောင့်မလို့သူကျွန်တော်ကI was scoring event ပြီးတော့မှသူ့မိရလဲကျွန်တော်အဲ့တယ်ပေါ့နော်ဒီကလေးဒီဘောလုံးပေါ်မှာရန်စုံလာတယ်ကျွန်တော်ကောင်းမောင်းတစ်ဖက်နဲ့ပြောတော့ sorry နော်ရန်စုံလာတယ်ဒီအောင်ဒီ passionate ဖြစ်တယ်ပေါ့နော်အဲ့တော့ကြောက်အပ်ပါတယ်ပြောထောင်ပေးပါလို့ပြောရတယ်ကျွန်တော်နဲ့ partnership လုပ်ထားတဲ့ KPU အကောင့်မှာဟိုကျွန်တော် partially scholarship ပေါ့နော် partially scholarship ကိုပေးပြီးတော့တစ်နှစ် training ပေါ့နော်တစ်နှစ် training တော့မဟုတ်အမှဒီပြိုင်ပွဲတွေတော့ကျွန်တော်ကပြန်လိုက်ပြိုင်ပွဲတွေရောအမှဒီပြိုင်ပွဲတွေရောဆက်စားတယ်ကစားပြီးတော့ဒီကနေ့မှာဒီ second division club ကသူ့ကိုခေါ်ပြီးတော့ပုံစံချုပ်ပေါ့နော်စာချုပ်ပြီးတော့သူပြောတော့မယ်ပေါ့သူ့ရဲ့ quality မိရဲဆိုတော့လည်း quarter ပစားတယ်ဒါတော့ကျွန်တော်တို့သူ့ level ဘယ်လောက်ရှိလဲဆိုတော့အရင်ကကျွန်တော်ဖိတ်တယ်နော်ခဏနေဘယ်အသင်းလဲဘယ် player လဲဆိုတော့သိရမှာပါမယ်ခင်ဗျာလိုက်ခဲ့ပါဦးနော်ဟုတ်ကဲ့ကျွန်တော်တို့အခုဒီမှာတယောက်ထိုင်ဆောင်နေတာဖီးစောက်ဆိုင်ပါပါဝီရီယာပေါ့နော်ဝီရီယာစီယုံစီယာဖီးဒီမှာမမျော်လင့်မနဲ့ဘောလုံးပြည့်တဲ့တယောက်နဲ့လာတွေ့လို့ဖီးမှာပါပါညနေပါဘူးတေကိုဝဲနဲ့ဘောလုံးကြောင်းကုန်တည်တယ်ကျွန်တော်ကောက်လည်း follow လုပ်ထားတယ်မနေ့ကကျွန်တော် MH training အတွက် UN player 2ယောက်ခေါ်ပေးရတယ်ပါပြီးအကုန်တည်တယ်အကုန်ကြည့်တယ်တဲ့ခုထဲပွဲတွေရောလေးစပွဲတွေရောတကယ်အမှားကပြည့်တတ်ပါပြရဝန်ထမ်းလေးပါဒီလိုပြည့်တတ်တယ်အမှားကပြည့်တတ်လည်းရှိရနော်ပြောပြည့်တယ်အားလည်းအမှတ်တရရိုက်နေတာနော်ဟုတ်ကဲ့ရောက်လာပါပြီဒါကျွန်တော်တို့ထိုင်းရနေပေါ့နော်ထိုင်းမှာကျွန်တော် partially scholarship ပေးထားတယ်တစ်နှစ် training camp ဝင်တယ်အမှပြိုင်ပွဲတွေကစားတယ်ကျော်နိုင်ဝင်းပေါ့သူဟိုကော်ခါလေးပါအားချုံလို့လည်းခေါ်တယ်ကျွန်တော်စောင့်ကြည့်ရမယ့် player တယောက်ပေါ့နော် talent ရှိတယ်ကြိုးစားထုံးမှုရှိတယ်ခုနကပြောသလို what အသစ်သိကောင်းတယ်အားကြောင့်မို့ကျွန်တော်လည်းသူ့ကို time scholar ပေးပြီးတော့train လာတာပေါ့နော်ဒါကတော့အခုဒါကျွန်တော်တို့ Grego သင်းပိုက်ရှင်ကိုကြီးချမ်းပါကိုကြီးချမ်းကတော့ဒီကလေးကိုဒါပြိုးထောင်မယ်ပေါ့နော်ကိုကြီးချမ်းကိုကျွန်တော်ဆက်သွယ်လိုက်တဲ့ခါမှာကိုကြီးချမ်းလည်းလိုလာပဲကိုကြီးလည်းခေါ်မယ်ဟိုက်ကလေးကိုခေါ်မယ်ကျွန်တော်ဒီအစ်မှာသုံးမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်လေဝင်ရနေကိုကြီးချမ်းကိုကြီးချမ်းကိုလိုက်သွားကြိုပြီးတော့ဒါခေါ်လာတာပါအခုတစ်ချက်နည်းလေးပြောပြပါဦးဟုတ်ကဲ့သူမိသားစုကတော့လေစိတ်မှတွေ့တော့ရန်နှွေးထွေးတယ်မိသားစုတစ်ခုလို့ကျွန်တော်ခံစားရတယ်အဲ့တော့လည်းမင်းနဲ့ဖေဖေနဲ့ကိုကျေးဇူးတင်တယ်ပြောပြပါပြီးတော့သူ့ကိုလည်းကျွန်တော်သူကအကောင်းဆုံးကြိုးစားမယ်ဆိုအကောင်းဆုံးဖြစ်ဖို့လည်းကျွန်တော်တာဝန်ယူနိုင်ပါတယ်ပေါ့ဒီမှာလည်းကိုကျန်အဲ့တော့အားကြောင့်ညီလေးကလည်းဒါအသင်းပိုင်ရှင်လည်းဟုတ်တယ်ညီလေးရဲ့အုပ်ထိန်းလည်းဟုတ်ဘူးနော်မင်းအကျိုးသားတော်မှုနဲ့ပတ်သက်ပြီးတော့ကိုယ်အတန်တရားမရှိဘူးနော်အဲ့တော့အသင်းမှာဦးစားပြီး communication လုပ်ရမယ်အသင်းသားတွေနဲ့ဆင်ပြေအောင်နေမယ်ဘာပဲရှိဒီခံပြီးတော့ကြိုးစားမယ်ဟုတ်ပြီနော်ဒါတော့ကိုကကြိုးစားပဲကာလာဖြစ်တာဖြစ်တဲ့အတွက်ဟုတ်ပြီနော်โอเคနော်ဒီတော့ဗာပြောချင်ပြီလဲဒီကောင်ကြိုးစား Okay thank you ပါ